grammar ကိုလွန်ခဲ့တဲ့နှစ်ပေါင်း2400လောက်ကတည်းကစတင်လေ့လာခဲ့တယ်ဆိုတာသင်တို့သိပါသလား Hello everyone, I am teacher Kevin. Today in my video I want to teach you about English grammar. အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ teacher Kevin ပဲဖြစ်ပါတယ်ဒီနေ့ကျွန်တော်ရဲ့ video လေးမှာတော့ grammar အကြောင်းကိုသင်ကြားပြသပေးသွားမှာပဲဖြစ်ပါတယ် What is grammar? Grammar ဆိုတာဘာလဲဆိုတာမပြောခင်မှာဆိုရင် grammar နဲ့ပတ်သက်ပြီးတော့တမိုင်းကြောင်းနည်းငယ်ကိုပြောပြချင်ပါတယ် grammar ဆိုတာကတော့တော့ရှေ့ခေတ်ကတည်းကလေ့လာခဲ့တဲ့ဘာသာရပ်တစ်ခုပဲဖြစ်ပါတယ်ဒါအပြင်လွန်ခဲ့တဲ့နှစ်ပေါင်း2400လောက်ကဆိုရင် Greek ပညာရှင်ကြီး Plato ကနေပြီးတော့စာကြောင်းတွေရဲ့ဘာလို့ဆိုရင် subject နဲ့ verb တွေကိုစတင်ပြီးတော့ခွဲခြားခဲ့တာပဲဖြစ်ပါတယ်အဲ့လိုနဲ့ပဲเนาะကျွန်တော်တို့တစ်ကမ္ဘာလုံးမှာရှိတဲ့ကျောင်းသားတွေကနေပြီးတဲ့အခါမှာနောက်ပညာရေးကိုလေ့လာတဲ့သူတွေကျောင်းသားတွေကနေပြီးတဲ့အခါမှာအဲ့လိုစာကြောင်းတွေရဲ့စာကြောင်းတွေရဲ့တိစောက်ပုံတွေစကားလုံးတွေရဲ့တိစောက်ပုံတွေကိုဆက်လက်ပြီးတော့လေ့လာခဲ့တာပဲဖြစ်ပါတယ်အဲ့ဒါကတော့ grammar ရဲ့တမိုင်းကြောင်းအနေငယ်ပဲဖြစ်ပါတယ်အဲ့ဒါဆိုရင်ကျွန်တော်ရဲ့သင်ခန်းစာလေးကိုစကြည့်လိုက်ကြအောင်ပါ What is grammar? Grammar ဆိုတာကဘာလဲ Grammar is what helps us communicate clearly and understand each other when using language. Grammar ဆိုတာကတော့ကျွန်တော်တို့တယောက်နဲ့တယောက်ဆက်ဆံတဲ့အခါမှာเนาะအလွယ်တကူနားလည်ဖို့ရှင်းရှင်းလင်းလင်းပြောဆိုဆက်သနိုင်ဖို့အတွက်เนาะဘာလို့ဆိုရင်ကူညီပေးတဲ့အရာပဲဖြစ်ပါတယ်အဲ့ဒါဆိုရင်တို့ grammar ဆိုပြီးတဲ့အခါမှာ grammar တွေလေ့လာတဲ့အခါမှာတို့ကဘာလို့သိရမှာတော့ဆိုရင် eight part of speech ကိုမဖြစ်မနေနဲ့သိရမယ့်အရာပဲဖြစ်ပါတယ်ဟုတ်ပါပြီ grammar ကိုလေ့လာတဲ့အခါမှာရေးပါတဲ့အရာတစ်ခုကတော့ eight part of speech ဝါစဉ်ကရှင်မျိုးပဲဖြစ်ပါတယ်အဲ့ဒီဝါစဉ်ကရှင်မျိုးကဘာလဲဆိုရင်တော့ number 1 noun noun number 2 pronoun နာမ်စာ number 3 adjective နာမဝိသေသန number 4 verb ကရိယာ number 5 adverb ကရိယာဝိသေသန number 6 preposition ဝိဘတ် number 7 conjunction သံပန number 8 interjection အာမိဒိတ်ဆိုပြီးတော့ခါမှာကျွန်တော်တို့ကအဲ့ဒီ eight part of speech ကိုစတင်ပြီးတော့လေ့လာတာပဲဖြစ်ပါတယ်ဟုတ်ပါပြီအဲ့ဒါဆိုရင်ဒီ eight part of speech ကိုမသင်ခင်မှာတော့ကဘာကိုအရင်ဆုံးပြောမလဲ the capital letters အကြီးစလုံးတွေကိုပြောမှာပဲဖြစ်ပါတယ် the capital letters is also called a big letter or uppercase letter or sometimes just a capital နောက်အခါမှာကျွန်တော်တို့က capital letter တွေကိုတော့နာခတ်တစ်ခါတည်းမှာဆိုရင် big letter အကြီးစလုံးဒါမှမဟုတ်လဲ uppercase letter အကြီးစလုံးတွေလို့ခေါ်ကြပါတယ်ဒါအပြင်တစ်ခါတည်းမှာတော့ big letter လို့လည်းမခေါ်ဘူး uppercase letter လို့လည်းမခေါ်ဘဲနဲ့တစ်ခါတည်းမှာလဲ capital လို့လည်းခေါ်တာပဲရှိပါတယ်ဟုတ်ပါပြီအဲ့ဒါဆိုရင်အဲ့ဒီ capital letter တွေဆိုတာကတော့ဒီမှာเนาะပြထားတဲ့ A to Z ဒီလိုအကြီးစလုံးတွေပဲဖြစ်ပါတယ်ဒါတွေကို capital letter ဒါမှမဟုတ်ရင် big letter uppercase letter ဒါမှမဟုတ် capital ဆိုပြီးတော့ခေါ်တာပဲဖြစ်ပါတယ်ဟုတ်ပါပြီအဲ့ဒါဆိုရင်တို့က when do you use a capital letters when เนาะဘာလို့ဆိုရင်တို့အဲ့ဒီအကြီးစလုံးတွေကို capital letter တွေကိုဘယ်အချိန်မှာသုံးကြမလဲဘယ်အချိန်မှာသုံးကြမလဲဆိုရင်ပထမဆုံးအနေနဲ့ပြောရမယ်ဆိုရင်ဝါကျတစ်ခုရဲ့ပထမဆုံးစကားလုံးကိုအကြီးစလုံးနဲ့ရေးပြရပါတယ်ဥပမာပြရမယ်ဆိုရင် the dog is barking come here ဒီမှာဆိုရင် the dog is barking အဲ့ကမှာဆိုရင်အစစလုံးဖြစ်တဲ့ th တဲ့ဟာ T ကိုအကြီးစလုံးနဲ့ capital letter နဲ့ရေးပြမှာဖြစ်ပါတယ်ဒါအပြင်နောက်တစ်ကြောင်း come here အစစလုံးဖြစ်တဲ့ C ကို capital letter နဲ့ရေးပြမှာပဲဖြစ်ပါတယ်နောက်တစ်ခုကျွန်တော်တို့က I ကိုအမြဲတမ်းအကြီးစလုံးနဲ့ရေးပြရပါတယ်เนาะဘာလို့ဆိုရင် I ကျွန်ုပ်ဒီကိုအမြဲတမ်းအကြီးစလုံးနဲ့ရေးပြရပါတယ်ဥပမာပြပြမယ်ဆိုရင် I am 8 years old you and I are good friends အဲ့ဒီကမှာဆိုရင်စာကြောင်းရဲ့ဘယ်နေရာကိုပဲရောက်ကျွန်တော်တို့က I ကိုအကြီးစလုံးနဲ့ရေးပြရမှာပဲဖြစ်ပါတယ်ဒါအပြင်နောက်တစ်ခုလူနာမည်တွေကိုရေးတဲ့အခါမှာအစစလုံးကိုကျွန်တော်တို့ကအကြီးစလုံးနဲ့ရေးပြရပါတယ်ဥပမာပြပြမယ်ဆိုရင် Alex Tom James Kim Snow White ဒီစကားလုံးတွေမှာဆိုရင်ဒီစကားလုံးတွေကလူနာမည်တွေပဲဖြစ်ပါတယ်အဲ့ဒါကြောင့်အဲ့ဒီလူနာမည်တွေရဲ့အစစလုံးကိုကျွန်တော်တို့က A အကြီးစလုံးနဲ့ရေးပြရမှာပဲဖြစ်ပါတယ်ဟုတ်ပြီဒါအပြင်နေရာတွေရဲ့နာမည်တွေကိုတော့ကျွန်တော်တို့ကဘာလို့ဆိုရင်အကြီးစလုံးနဲ့ရေးပြရပါတယ်ဥပမာပြပြမယ်ဆိုရင် National Museums အမျိုးသားပြတိုက် London Paris မြန်မာနော်အစရှိသဖြင့်နေရာတွေရဲ့နာမည်တွေရေးတဲ့အခါမှာလဲသူရဲ့အစစလုံးတွေကိုအကြီးစလုံးနေနဲ့ရေးပြမယ်ဖြစ်ပါတယ်နောက်ဆုံးတစ်ခုအနေနဲ့ပြောမယ်ဆိုရင်တို့ကပွဲတော်ရဲ့နာမည်တွေအားလရက်တွေနေ့တွေလတွေကိုတို့ကဘာလို့ဆိုရင်အကြီးစလုံးနဲ့ရေးပြရပါတယ်ဥပမာပြမယ်ဆိုရင် New Year's Day နှစ်တကူနိုင်ငံနှစ်တကူနေ့ Christmas ပွဲတော် Sunday တနင်္ဂနွေနေ့ March
မတ်လအစရှိတဲ့ဖြစ်ပေါ့ Sunday Monday Tuesday Wednesday Thursday Friday Saturday အစရှိတဲ့နေ့တွေပြီးတဲ့အခါမှာ January ကနေပြီးတော့ December အထိလတွေအားလုံးကိုတော့တို့ကဘာလို့ဆိုရင်အကြီးစလုံးနဲ့ရေးပြမယ်ဖြစ်ပါတယ်ဒါလေးကတော့တော့ရဲ့ grammar သင်ခန်းစာလေးပဲဖြစ်ပါတယ်နောက်နေ့ဗီဒီယိုတွေမှာသင်ခန်းစာတွေကိုဆက်ပြီးတော့သင်ပေးသွားပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်